ဒီလူဟာကဘာပေါ်ကကံကောင်းစွန်းလူဖြစ်ပါတယ်သူဟာကိုပီထုတ်တွေကိုတနိုက်ပတ်လုံးတေရှာပမမစိုက်ပျိုးခဲ့ပေမဲ့ဈေးကွက်ရှင်တွေမကောင်းလို့လုံးဝရောက်မထွက်ခဲ့ပါဘူးသူမိသားစုဟာလည်းဒုက္ခရောက်လို့နှီးပါဖြစ်နေခဲ့ပါတယ်စိုက်ပြက်လက်ပြက်နဲ့သူဟာကိုပီထုတ်ကတခန်းလုံးကိုသူ့ကျဲတွေကိုကျွေးပြစ်လိုက်ပါတယ်အန်ဟိုတက်စရာကောင်းတာကတော့အရင်ကအမွေးတွေမွေးလျှောက်ပြီးမိလီနေတဲ့ကျက်တွေဟာအမွေးတွေတပြောင်ပြီးအောင်းအင်ပြေးဝလာကြပါတယ်ရဲ့အနေငယ်ကြာမှာတော့ကျက်တွေဟာပုံမှန်တဲ့အုပ်တွေပို့ပို့ပြီးအုပ်လာကြပါတယ်အုပ်အနိုင်တွေကလည်းရွှေရောင်လိုဝက်ပတ်ပြီးအရသာကမြုံနိုင်လောက်အောင်ကြွယ်ဝကောင်းမှန်ပြီးနူးညံ့နေခဲ့ပါတယ်ဒီကျဲဦးရဲ့အရသာကိုမင်းဆန်းဘူးတဲ့အင်ဂျီနီယာရှင်တွေကတဘဝအတန်းရှုံမြင်တဲ့အရသာကိုအံ့ဩကြပြီးသူတို့အားလုံးဟာပုံမှန်ကျဲဦးတွေရဲ့ဈေးနှုန်းထက်သုံးဆက်ပေးပြီးဝယ်ယူဖို့အပြန်အဆန်ရလာကြရာကနေဝယ်လိုအားကရောင်းလိုအားထက်ပဲကျွေလောင်သွားခဲ့ပါတယ်တကယ်တမ်းမှာကိုပီထုတ်ဟာဗီတာမင် A ကာယိုတက်နဲ့သဘောဝတကြားဓာတ်တွေကျွေဝတာကြောင့်ကျဲရက်ကိုခံစွမ်းအားကိုမြင့်တင်ပေးုံသာမကအစာရှည်ပြည့်မှုနဲ့စောက်ယူမှုကိုလည်းထကူပြုပါတယ်ပိုပြီးထူးခြားတာကတော့ကိုပီထုတ်ကျွေးပြီးမွေးထားတဲ့ကျက်တွေဟာဦးလန်းကျောင်းဆိုင်ရာအဖြစ်များတဲ့ယောဂတွေကနေလုံးဝနီးပါးကဲဝဲကြပြီးကျက်ရှန်ရဲ့အနံ့အသက်ကလည်းအရင်ကထက်အများကြီးတန်းပြန့်လာကြပါတယ်ဒါကြောင့်သူဟာကိုပီထုတ်နဲ့ကျက်မွေးမြူနီကိုအလေးနဲ့ထားလေးလာပါတော့တယ်သူဟာကိုပီထုတ်တွေကိုအတုံးသေးသေးလေးတွေတောက်ပြီးနေလှမ်းအရှောက်ခံကသိမ်းစစ်ထားခဲ့ပါတယ်ဆောင်းရာသီမှာဆိုရင်သိမ်းစစ်ထားတဲ့ကိုပီထုတ်ရှားတွေကိုကျက်စာထဲမှာရိုးနိုးကျွေးမွေးခဲ့ပါတယ်ကျဲတွေဟာပြပြရွှင်ရွှင်စားကြပြီးလင်းမြန်စွာကြီးထွားလာကြပါတယ်သူ့ရဲ့မွေးမြူစရိုက်ကလည်းရှားသူတွေရဲ့စရိုက်ထက်ထဲဝဲသက်သာခဲ့ပါတယ်သူဟာဒေဝါလီခိုင်ရန်လူနီပတ်လေသမားဘဝကနေနနိုင်တော့မပြေးခင်မှာပဲကျက်ပေါင်းထောင်ချီပိုင်ဆိုင်တဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်လာခဲ့ပါတယ်လူအများပြဟာသူ့ရဲ့အောင်မြင်ရေးနီလန်းတွေကိုလာရောက်တန်ယူခဲ့ကြပြီးကဘာတဝမ်းကစူပါမားကတ်ကြီးတွေကပါသူ့ရဲ့ရွှေဥတွေကိုကပတ်အနှံ့ရောင်းချဖို့ပူးပေါင်းလှုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့ကြပါတယ်